ဆိုတာရဖို့ရမလွယ်ကူပြီရခဲ့လာစွာလူဘဝကြီးကိုရလာကြသည်အကောင်းဆိုအကြောင်းအကျိုးလည်းခွဲရသည်ရဓမ္မလူပိသားတွေတန်ဖို့လည်းသိဖို့လိုပါသည်မနုဿတဘာတော်ဘောဖယားဟောတရားသဘောနဲ့လူဘဝဆိုတာရဖို့ရမလွယ်ကူပြီရခဲ့လာစွာလူဘဝကြီးကိုရလာကြသည်အကောင်းဆိုအကြောင်းအကျိုးလည်းခွဲရသည်ရဓမ္မလူပိသားတွေတန်ဖို့လည်းသိဖို့လိုပါသည်လူဘဝပန်းဖြစ်တဲ့ဘောသမုဒယဆိုင်ရဲ့ကြောမှာအနုအလပန်းတွေမျောလို့သာစနီးမရလီယောက်ျားသမီးနဲ့သားပစ္စည်းဥစ္စာခင်မီယူရသမုဒယသစ္စာဒါပေမဲ့လူဘဝကြောင့်သမုဒယနဲ့ပေါင်းမိတာတခုမှပဲမကောင်းခဲ့ပါဖြစ်သမျှအရာပြည့်ရမိတာဒုက္ခဝေဒနာတရေဟုပြခြင်းညာဗုဒ္ဓဒေသနာမှာရှားကြံညပါဉာဏ်ဖွေးစနံတွေပြရင်တန်ဝေးကရမှာလို့သိညာခန္ဓာရလာအိုရမှာအေရာသူအလုပ်ပါခန္ဓာရလာနာရမှာအေရာသူအလုပ်ပါခန္ဓာရလာသိရမှာအေရာသူအလုပ်ပါခန္ဓာကိုယ်အတဘောကြီးကသူ့သဘောကိုသူဆောင်နေတာသူ့လိုဝေရှုံ၍မရပါကိုယ်လုံးကြရမှာဒါနာပြုကနေရမှာအေရာကိုယ်လုံးပါဒီနာဒီကနေရမှာအေရာကိုယ်လုံးပါဘာဝနာပေါ်ကနေရမှာအေရာကိုယ်လုံးပါ
ဆက်လက်ပြီးတော့ဘဝတန်တရားလို့အမည်ရတဲ့တခြင်းလေးနဲ့ဒီဆိုပူဇော်ပေးကြပါတယ်
卖的话，这人卖，这人卖呀，我看看。高嘞，人家更高嘞。
ကြောင်းကံကံမတကားလောဘရေဒေါသရေမောဟရေအဝိဇ္ဇာပစ္စယသင်္ခါရရေပြောင်းလိုက်ရွှေ့လိုက်ဒုက္ခရေကပေဟမတိမြေဖုန်လွယ်ဖောက်ပြန်အကြောင်းကံ